ကဲဒီနေ့ခေတ်မှာလူတစ်ယောက်ကိုတကယ်ကိုချဲခွာစီနိုင်တဲ့ skill တစ်ခုအကြောင်းပြောကြရအောင် အခုခေတ်မှာလေပြောဆိုဆက်ဆံရေးကောင်းတာကတော်တော်ရှားပြီးတမိုးကြီးတဲ့ရေချင်းဖြစ်လာတယ် အတန်း25နှစ်အောက်ခွေမှာယုံကြည်မှုရှိပြောဆိုနိုင်တဲ့သူတွေအတွက် demand ကအရန်များပြီး supply ကနည်းနေပါတယ် စည်ရင်းစရာတွေအရာဆိုရင်ပြောဆိုဆက်ဆံရေးကောင်းတဲ့သူတွေကအလွတ်မှာရောကိုကြီးကိုတာဘွားမှာပါပို့အောင်မြင်ကြတယ် ဒါဆိုဘာတွေကတားဆီးနေတာလဲပြဿနာက skill မဟုတ်ဘူးပိတ်ဆို့နေတာမျိုးပါ လူတစ်ယောက်ရဲ့ပြောဆိုနိုင်စွမ်းကိုပိုင်လုံးတစ်ချောင်းနဲ့ခိုင်းနိုင်ကြရအောင်အတွေးဒီစကလုံးတွေစီစဉ်ဖို့ပေါ့ ဒါပေမဲ့အတွေ့အကြုံစိုးတဲ့ကြောင့်အဲ့ဒီပိုက်ထဲမှာအညီကြီးတွေပိတ်ဆို့လာပြီးစီးဆင်းမှုကိုကန့်သက်လိုက်တယ် အဲ့ဒီပိုင်ကထွက်လာတဲ့ရေကတော့ပြောဆိုဆက်ဆံမှုရဲ့အရေးသွေး quality ပေါ့ ဒီအညစ်အကြေးတွေဘယ်လိုချစ်လာလဲဆိုတာကိုဒီဆက်လန်းလေးနဲ့ကြည့်ကြည့်ရအောင် အဲ့လိုမလုံခြုံမှုတွေကလေကြောင်းတင်မှာပိတ်ဆို့နေတယ်လို့ဖြစ်ပြီးအင်းလိုလွတ်လွတ်လပ်လပ်မပြောနိုင်တော့ဘူး ကျွန်တော်ပထမဆုံးအဆင့်ကအဲ့ဒီပိတ်ဆို့မှုကဘယ်လာတာလဲဆိုတာကိုရင်ရှာရမှာပါ အဲ့ဒီပိတ်ဆို့မှုကိုဖြည့်ရှင်းပြီးရင်တော့ရေရဲ့အရေးသွေးကိုမှင့်တက်ဖို့အာရုံစိုက်ရပါမည် ပြောဆိုဆက်ဆံရေးကိုတိုးတက်စေမဲ့အရေးကြီးပြီးလွယ်ကူတဲ့နီလန်းလေးခုကိုကြည့်လိုက်ရအောင် နံပါတ်1ကတော့ရည်ရွယ်ချက်ပါစကားပြောတဲ့အခါဘာကြောင့်ပြောလဲဆိုတာကဘာပြောလဲဆိုတာထက်ပိုရေးကြီးတယ် သူများစီကအတိအမှတ်ပြုမှုလိုချင်တာတဲ့သူတို့နဲ့တကယ်ချိတ်ဆက်ဖို့ရည်ရွယ်လိုက်တာကအများကြီးกว่าသွားလေ နံပါတ်2ကတော့စာများများဖတ်ဖို့ပါဒါကဘ ഹു တုတရောပြောဆိုဆက်ဆံရေးအတွက်ပါချီကုတ်တစ်ခုလိုပါပဲ စာဖတ်တာကဝေါ်ဟာရကိုတိုးစေတယ်ပြီးတော့စိတ်ထဲမှာစကားပြောလေးချင်းတယ်လို့ဖြစ်စေရလို့သူတေသနာတွေကစိုးပါတယ်နံပါတ်3ကရုပ်ရည်သွင်းမြန်ပါကိုယ်ပုံစံကိုကိုယုံကြည်မှုရှိလာတဲ့အခါပြောဆိုပုံကလည်းပိုယုံကြည်မှုရှိလာတယ် စိတ်ကြီးတာတွေမလိုပါဘူးရိုးရှင်းတဲ့ self care အကျင့်လေးတွေကအထွေးစိတ်ယုံကြည်မှုကိုမြင့်တင်ပေးနိုင်ပါတယ် ကဲနံပါတ်4ကတော့အစွမ်းထက်ဆုံးလေ့ကျင့်ရေးကိရိယာပါအဲ့ဒါကတော့ကင်မရာရှင်းမှာစကားပြောတာပါပဲ တဆိုင်မမလေ့ကျင့်မှုတွေစွမ်းတာကိုဒီမှာတွေ့နေပါတယ်အချိန်ကြာလာတာနဲ့မြောက်ယုံကြည်မှုနဲ့လေတန်းတီတီတာတာပြောင်းလဲလာတာကိုပေါ့ ဒါကို public တင်ကြရမလို့ပါဘူးကိုပိုင်ကြောင်းနဲ့လိုမျိုးတစ်နေ့9မိနစ်10မိနစ်လောက်လေ့ကျင့်နိုင်ပါတယ် ဆိုတော့အဓိကချက်ကနှစ်ပိုင်းရှိတယ်ကိုကိုတားဆီးနေတဲ့အညစ်အကြေးကိုဖော်ထုတ်ရှင်းလင်းပြီးတစ်ဆိုင်မမလေ့ကျင့်ဖို့ပါပဲကဲဒီ blueprint ကိုရပြီဆိုတော့ဘယ်လိုစပြီးလေ့ကျင့်မလဲဆိုတာကအရေးကြီးလာပါပြီ